အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အမားတို့ရဲ့ကိုချန်ထက်နဲ့ပြီးတော့ဟင်းချိုရွက်ခုမှပဲဖြစ်ပါတယ်ရှင်ဒါဆက်ကျဲဟိုမိုးနေတော့ဗောဒါဆက်ကျဲလေရေးလာမြောက်ပါလိုက်တော့ဒီကပေါ့တော့တယ်မမောချန်တယ်လာပြီးတယ်လောဟုတ်ဒီနုနာတော့ပတ်စီရလဲတော့ဒီမော်လေးဆိုင်ကောမသိကူပဲဟင်းချိုရွက်ခုမှပါဒါကတော့ဟင်းချိုရွက်ပဲဖြစ်ပါတယ်ဟင်းချိုရွက်ခုပြီးတော့ဝက်သားနဲ့တော့ပြီးစားလို့ရတယ်လို့ဟင်းချိုချက်တယ်လို့လည်းရပါတယ်ရှင်ဝမ်းနာဟရှိုဝမ်းနာတော့စားမယ်ဟင်းချိုရွက်ဟင်းချိုချက်လို့ရတယ်ဟင်းချိုရွက်ဒီမှာဟင်းချိုနုနုဟင်းချိုရွက်တွေအများကြီးရပါပြီရှင်အေးရောက်ရင်ဝက်သားနဲ့ရောပြီးတော့စားပါမယ်ဟင်းချိုရွက်ကိုလှီထားပါမယ်ဝက်သားကိုလည်းအတုပ်သေးသေးလေးလှီထားပါမယ်ရှင်အစီနဲ့အသားနဲ့ရောနေတဲ့ဝက်သားကပို့ပြီးတော့ကောင်းပါတယ်အရင်ဆုံးကြက်သွန်ဖြူချင်းငရုတ်ကောင်းထောင်းထည့်ပါမယ်ရှင်ပြီးတော့စားချုံမုံနဲ့ငပိအနှဲငယ်ကိုစီနဲ့ရောပြီးတော့နေပေးရပါမယ်ရှင်နောက်ထပ်ကြက်သွန်နီအကျော်မုတ်ထည့်နေပေးပြီးရင်ရပါပြီရှင်ငှက်ပြောရွက်နဲ့ထုံးမှာဖြစ်တဲ့အတွက်ငှက်ပြောရွက်ကိုအရင်ဆုံးမိမြိုက်ပေးရပါမယ်ဒီမှာတော့အိုးကန်းပေါ်မှာတင်ပြီးတော့စားကြပါတယ်ဒီမှာဆိုကြက်နေပြီပေါ့နော်ဒါကတော့ဟင်းချိုရွက်နဲ့ဝက်သားနဲ့တော်ထားတဲ့ဟင်းချိုရွက်တော့ဖြစ်ပါတယ်ဒွယ်လို့ခေါ်ရတော့ဟန်းရှိုးဝါတော့ဖြစ်ပါတယ်ရှင်အရသာရှက်ကောင်းတဲ့ဟင်းချိုရွက်တော့ပါ